ပြုံးလေးပိရှင်းမြောင်ပိရှင်းမြောင်လိုက်ဘူးကင်းပြည်နယ်မှာလိုင်ကူတွေအများကြီးစက်တန်ကူတို့ကော်ထုံးကူတို့ရှိတယ်ပြုံးလေးမှာလည်းပဲထက်ညာပေါ့မလေးတဝိုက်မှာဒီပိရှင်းမြောင်ကူကလည်းပဲနာမည်ကြီးတဲ့ကူတစ်ခုပဲဟောနိုင်ငံရေးမဖြစ်ခင်ကိုဗစ်မဖြစ်ခင်တော့အရန်စီတဲ့နေရာပေါ့အခုတော့လည်းပဲလူလာတဲ့ပုံကိုနဲတယ်ပေါ့လေဒီကြတဲ့နေရာတော့နေကိုယ်တိုင်ဒီကအမှားကြီးတာကတော့စသည်ဒီလိုနိုင်မှာကြောင့်ဝိသံကြီးတွေလို့ပြောတိုက်ကြတာနော်။ဆရာဘူးကဓမ္မအမှုကိုပြောတယ်နော်။ဒီတိုင်းတိုင်းကိုပြေပေါင်းတဲ့လူကြီးဒီကောင်ကတော့ဒီလိုကိုယ်တိုင်ဒီကဒီလိုမျိုးတိုင်းကိုဒီကောင်တွေဒီကံနာရောဒီလိုမျိုးမှာကိုယ်တိုင်ဒီကအမှားကြီးတာကလည်းဘာလို့ဒီလိုနိုင်မှာတော့မြတ်နာကြီးတွေပြောတယ်နော်ဆရာဘူးကဓမ္မအမှုကိုပြောတယ်နော်ဒီလိုမျိုးတိုင်းကိုဒီကောင်တွေလုံးကိုဒီလိုမျိုးမှာကိုယ်တိုင်ဒီကအမှားကြီးတာကိုရွှေအမုတ်လေးပဲအမုတ်လေးပေါ့ဆရာဘူးလားဘာမှမဟုတ်ဘူး။အားရရဆရာ။ဒီလိုမျိုးကိုဘောင်းတော်လုံးကိုလူတော်များရောလူကြီးများပါဒီလိုမျိုးကအာမဂုဏ်ကလည်းတော့စက်လူတော်များတော့ဝိသံကိုလူတော်များရောလူကြီးများပါကိုယ်တိုင်ကိုယ်ကအာမဂုဏ်ကလည်းတော့စက်လူတော်များမှာကြောင့်ဝိသံကိုလူကြီးမျိုးတော်တယ်နော်။ဆရာကြီးကဘာမှမဟုတ်ဘူးနော်။ဒီတိုင်းတိုင်းကိုဒီဆောင်တဲ့မျိုးတွေလူသားများရောလူကြီးများပါကိုယ်တိုင်ကိုယ်ကသာမတိကကဏ္ဍများစက်လူပူဇော်နိုင်မှာကြောင့်မိစ္ဆာကျင်းတော်ကြီးဒီလိုတိုက်ကြတယ်နော်။ဆရာကြီးကဘာမှမဟုတ်ဘူးလူကြီးများပါကိုယ်တိုင်ကိုယ်ကသာမတိကကဏ္ဍများကျေတော့လေအဲ့ဒါကိုတော့အဲ့တော့လည်းသက်သာတဲ့ကိုယ်တော့ပြရတယ်။နားရတဲ့အောင်ကြီးလေးဆောင်းလို့ရတယ်။မွေးဘောကြားတယ်မွေးဘောစိတ်ကျန်လိုက်တဲ့ရေကြတယ်လားပရှင်းမြောင်ရှင်းပရှင်းမြောင်ကိုဖြစ်တာနော်ရှင်းမြောင်ကဆရာတွေအဲ့ပဲလားတော့တော့အားလုံးလေးအားအမြတ်တည်းပါလိအမြတ်မှသာသာလို့ပါဟုတ်ကဲ့ရပါပြီဒီလိုမျိုး